Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Premium Pro ထဲမှာ Luma Face Transition တခုဘယ်လိုလုပ်ရမလဲဆိုတာပြပြပေးသွားမှာဖြစ်ပါတယ် Video Transition လုပ်မှာဖြစ်တဲ့အတွက်ကျွန်တော်တိုင်းတိုင်းလေးကို Video နှစ်ပုတ်ဆွဲထည့်ထားပါတယ်ပထမ Video ကတော့ဒီ Video လေးပါဒုတိယ Video ကတော့ဒါပဲဖြစ်ပါတယ် Luma Face Transition လုပ်မယ်ဆိုရင်တော့ပထမ Video ရဲ့အဆုံးကိုဒုတိယ Video ကိုဆွဲတင်လိုက်ပါဆွဲတင်ပြီးပြီဆိုရင်တော့ဒုတိယ Video လေးကိုကျွန်တော်တို့ Effect တစ်ခုထည့်ရမှာဖြစ်ပါတယ် Effect ထည့်မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီဘက်ပေးရ Effect Panel လေးကိုသွားပါပြီးရင် Sense Box မှာ Gradient White ဆိုတဲ့effect လေးကိုရိုက်ရှာမှာဖြစ်ပါတယ် gradient white ဆိုတဲ့ effect လေးရိုက်ရှာလို့တွေ့ပြီဆိုရင်တော့ဒီနောက်က video လေးကိုဆွဲထည့်လိုက်ပါဆွဲထည့်လိုက်ပြီဆိုတာနဲ့ဒီဘက် effect control ထဲမှာ gradient white ဆိုတဲ့ effect လေးရောက်နေပြီဖြစ်ပါတယ်ရောက်နေပြီဆိုရင်တော့ဒီအပြောင်တန်းလေးကိုဒုတိယ video ရဲ့အစမှာသတ်မှတ်ပေးလိုက်ပါသတ်မှတ်ပေးပြီဆိုရင်တော့ transition completion မှာ token animation လေးတစ်ချက်ဖွင့်ပေးလိုက်ပါဒီနားမှာ keyframe လေးစပြီးတော့ပေါ်နေပြီဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ transition completion မှာတရားလို့သတ်မှတ်ပေးလိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ပထမဗီဒီယိုရဲ့အဆုံးအနားကိုဒီပြောင်တန်းလေးကိုရှေ့ပေးလိုက်ပါ transition completion မှာ3ညလို့တွားပြီးသတ်မှတ်လိုက်ပါမယ်ဒါဆိုရင် keyframe နှစ်ခုပေါ်လာပြီဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့က embed gradient ဆိုတဲ့နေရာကိုအမှန်ကြီးလေးနှိပ်ပေးလိုက်ပါဒါဆိုကျွန်တော်ပြန်ကြည့်လိုက်မယ်ဆိုရင်ဒီမှာနည်းနည်းလေးတစ်ဖြစ်နေတယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ဒီနေရာမှာအနီရောင်တန်းပေါ်နေလို့ပါအနီရောင်တန်းပေါ်လို့ရှိရင်ကျွန်တော်ကြည့်ရတာတိတ်ပြီးတော့အဆင်မပြေပါဘူးအဲဒါဆိုရင်တော့ဘယ်လိုလုပ်ရမလဲဆိုတော့ဒီအနီရောင်တန်းရဲ့အစမှာမက်ကင်နေမယ်အဆုံးမှာမက်ကောက်နေပြီးတော့ keyboard ပေါ်က enter လေးကိုခောက်ပေးလိုက်ရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဒီ progress လေးကိုခဏဆောင်ပေးလိုက်ပါဗီဒီယိုရောက်သွားပြီဆိုရင်တော့ဒီပေါ်လေးကို right click လေးနှိပ်မယ်ပြီးရင် clear in and out ကိုနှိပ်ပေးလိုက်ပါမယ်ဒါဆိုအစပြန်ကြည့်မယ်ဆိုရင် Luma Face Transition effect လေးရသွားပြီပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ကျွန်တော် channel ကိုလည်း subscribe လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ